This is Yetwing. I'm the principal at Prestige Education Center. ကျွန်တော်ကတော့ဆရာရဲ့ထုတ်ဝင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရှင်းပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့ဒီ Prestige Education Center မှာကျောင်းသားတွေကိုဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကပြောထောင်ပေးပြီးတော့နိုင်ငံခြားကိုကျောင်းဆက်တက်ဖို့အတွက်ကို counseling လုပ်ပေးနေတဲ့အစီအစဉ်တွေရဲ့ပြီးကျွန်တော်တို့ရဲ့ GED program မှာရှိတဲ့တခြား facility တွေမိဘတွေနဲ့ကျောင်းသားတွေအတွက်ကိုကျွန်တော်တို့ပေးနေတဲ့ service တွေအားလုံးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော် GED ဆိုတာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးရှင်းပြပေးချင်ပါတယ်။ GED ဆိုတာတော့ American နိုင်ငံမှာရှိတဲ့ဒါကျွန်တော်တို့အထက်တန်းအောင်လက်မှတ်ပေါ့နော် American High School Diploma ကိုပေးရတဲ့အစီအစဉ်ဖြစ်ပါတယ်။အဲဒီအောင်လက်မှတ်ရပြီဆိုရင်တော့ကျွန်တော်တို့ကနိုင်ငံတကာမှာရှိတဲ့တက္ကသိုလ်တွေcommunity college တွေကိုဆက်လက်ပြီးတော့ရှောက်လန်းနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဘက်မှာဆိုရင်လည်းအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဆက်ပြီးတော့ကြောင်းတက်ဖြစ်တဲ့ကျောင်းသားတွေတဝက်တစ်ပြက်နဲ့ကိုယ့်ရဲ့ပညာရေးခီးလမ်းမှာခက်ခဲဖြစ်နေတဲ့ကျောင်းသားတွေအတွက်ကိုကျွန်တော်တို့က GED ပညာရေးကနေတစ်ဆင့်ဆက်လက်ပြီးတော့သူတို့ရဲ့ပညာရေးခီးလမ်းဆက်ပြီးတော့ရှောက်လန်းနိုင်အောင်အတွက်ကိုအကောင်းဆုံးပတ်မိုးပေးနေပါတယ်အဲ့တော့ GED ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကျောင်းမှာတော့class တစ်ခုဒါမှမဟုတ်ရင်ကျွန်တော်တို့က tuition center တစ်ခုပုံစံမျိုးမှာဟုတ်ပဲလေကျောင်းတစ်ကျောင်းရဲ့ facility အတိုင်းကိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကျောင်းသားတွေကိုပေးရထားပါတယ်အဲ့လိုမျိုးပဲမိဘတွေနဲ့ဆရာဆရာမတွေကျောင်းသားတွေကြားမှာကျွန်တော်တို့ကတကယ်ကို communication channel တစ်ခုဖွင့်ပြီးတော့အမြဲတမ်းမိဘတွေနဲ့ကျောင်းသားတွေကိုကျွန်တော်တို့ service တွေပေးနေပါတယ်အထူးသဖြင့်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့parents teacher meeting တွေကအမြဲတမ်းလာဆင်လာတိုင်းရှိနေပြီးတော့နောက်တစ်ခါကျွန်တော်တို့မိဘတွေရဲ့အိမ်ထိပေါ့နော်ပွားပြီးတော့ကလေးတွေရဲ့ပညာရေးလမ်းကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့ home visit ကိုစီစဉ်မျိုးတွေလည်းတွေ့ရထားပါတယ်ကျွန်တော်တို့ကမြန်မာပြည်ရဲ့ပထမဆုံး GED school ဖြစ်တာနဲ့ကျွန်တော်တို့ကျောင်းတစ်ခုမှာရှိနေရတဲ့စီးနေစီကံတွေပေါ့နော်ဒါတွေကိုအဓိကထားပြီးတော့ကလေးတွေကိုကျွန်တော်တို့ကကျောင်းရောက်လာပြီဆိုတာနဲ့သူတို့ရဲ့ဖုန်းတွေကိုသိမ်းထားပြီးပါတယ်အဲ့တော့ကျောင်းချိန်တွင်းမှာဖုန်းသုံးလို့မရဘဲနဲ့တခြားသောကျွန်တော်တို့ physical activities တွေလုပ်ရပါတယ်စာအုပ်တွေဖတ်ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ကျောင်းနဲ့ပတ်သက်ပြီးနည်းနည်းလေးထပ်ပြီးပြောပြချင်တာကတော့ကျွန်တော်တို့က academic result တစ်ခုတည်းကိုပဲဦးတည်ရဲ့ကျောင်းမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့က best ဆုံးမျိုးတိုးတက်မှုပေါ့နော်ကျောင်းသားတစ်ယောက်ရဲ့ best ဆုံးမျိုးတိုးတက်မှုကိုအဓိကထားတဲ့ကျောင်းဖြစ်ပါတယ်အဲ့ဒီပုံမှာနောက်ဆုံးသူတို့ရဲ့အဓိကဦးတည်ချက်ဖြစ်တဲ့ကျွန်တော်တို့နိုင်ငံတကာမှာကျောင်းဆက်တက်နိုင်ဖို့အရေးကိုကျွန်တော်တို့ဘက်ကနေပြီးတော့အဆဆရရမှာပြုစုပြောထောင်ပြီးတဲ့ပုံစံနဲ့တွားပါမယ်အဲ့တော့အဲ့ဒီအနေထားမှာဆိုရင်ကျွန်တော်တို့နိုင်ငံတကာမှာသူတို့ကျောင်းဆက်တက်တဲ့အခါကျရင်အဓိကပြဿနာဖြစ်တဲ့ self management time management နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကျောင်းမှာသူတို့တက်နိုင်တဲ့အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးပါတယ်အဲ့လိုမျိုးပဲတခြားသောကျွန်တော်တို့ဒီ character education နဲ့ပတ်သက်တဲ့ဘိုင်းမှာဆိုရင်လည်းကျွန်တော်တို့ကလေးတွေကို project တွေပြီးတယ်တခြားသော activities တွေနဲ့ကလေးတွေရဲ့ character education ကိုလည်းအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးတယ်။ Okay ခုနပြောရဲကျွန်တော်တို့ extracurricular activities တွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကကျောင်းသားတွေနဲ့ပေါ့နော်ကျွန်တော်တို့ဒီပုံမှန်ဆို excursion trips တွေကျွန်တော်တို့သွားဖြစ်တယ်ပြီးတော့ club တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စီမှာကျောင်းသားတစ်ယောက်ချင်းစီရဲ့သူတို့ရဲ့ဝါသနာနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဒီကိုယ်ပိုင်အသိဉာဏ်တွေကိုယ်ပိုင်အတွေးအခေါ်တွေကိုပို့ပြီးတော့တိုးတက်လာဖို့အတွက်ကျွန်တော်တို့ club တွေလည်းသူတို့လည်းဖွင့်ပေးရပါတယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့မှာနိုင်ငံတကာနဲ့ကျွန်တော်တို့cultural exchange program မျိုးပေါ့နော်အဲ့လိုမျိုးအစီအစဉ်တွေရှိပါတယ် Okay ကျွန်တော်တို့ academic ဘိုင်းမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမှာသင်ကြားနေတဲ့ဘာသာရပ်တွေအားလုံးမှာဘာသာရပ်ကျင်းစီမှာသင်ကြားနေတဲ့ဆရာဆရာမကြီးတွေအားလုံးမှာသက်ဆိုင်ရာဘာသာရပ်တွေမှာပွဲရပြီးတော့ပညာရေးနယ်ပယ်မှာကျွမ်းကျင်တဲ့ဆရာဆရာမကြီးတွေဖြစ်ကြပါတယ်အင်္ဂလိပ်စာမှာ RIL မှာဆိုရင်ကျွန်တော်တို့ဆရာမကြီးကနိုင်ငံသားဆရာမကြီးတယောက်ကိုခန့်ထားပြီးတော့ကျွန်တော်တို့ဒီနိုင်ငံတကာမှာကျောင်းဆက်တက်နိုင်ဖို့အတွက်သူတို့ဒီမှာတွေကနေပြီးတော့လေ့ကျင့်သင်ကြားမှုအပိုင်းတွေကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ academic ဘိုင်းပြင်ဆင်မှုမှာဆိုရင်ဆရာဆရာမကြီးတွေကအဓိကကျွန်တော်တို့ဒီကျောင်းမှာတော့ကလေးရဲ့တက်မြောက်မှုအဓိကထားတဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ဘာသာရပ်ကိုသေချာချာနဲ့ကျွန်တော်တို့တက်မြောက်မှုအတွက်သေချာပေးပြီးတော့ exam approach မှာစာမွေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က
အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီးတယ်ဒါပေမဲ့တက်မြောက်မှုကိုပို့ပြီးတော့လေးနဲ့ထားသင်ကြားပေးတဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာလာတက်နေတဲ့အကြောင်းသားတွေပေါ့နော်ကျွန်တော်တို့ကကျောင်းတက်ရုံတော့မကပဲねသူတို့နိုင်ငံမှာကျောင်းဆက်တက်နိုင်အောင်အထီကိုမိဘတွေနဲ့ကျောင်းသားတွေနဲ့ကျွန်တော်တို့တဦးချင်းစီနဲ့ counseling လုပ်ပြီးတော့မှသူတို့သွားခြင်းနဲ့ major career choice တွေကိုကျွန်တော်တို့မှန်ကန်အောင် MAPP လို့ test wing နဲ့ data စီစစ်ပြီးတော့မှကျွန်တော်တို့ဘက်ကနေအကောင်းဆုံးစီစဉ်ပြီးတော့နိုင်ငံတကာမှာကျောင်းဆက်တက်နိုင်စီစဉ်ပေးရပါတယ်အဲ့တော့အားလုံးဒီမှာအခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်ဆွေးနွေးပြီးတော့ကျွန်တော်တို့သွားခြင်းနဲ့ major career တွေပို့ပြီးတော့ခိုင်မာအောင်ကျွန်တော်တို့ဘက်ကနေပြီးတော့ counseling လုပ်ပေးပါမယ်အဲ့တော့လာရောက်ကြဖို့အတွက်အားလုံးဖိတ်ခေါ်လာပါတယ် graduate opportunities ပြီးတော့နောက်ပြောချင်တာကတော့ကျွန်တော်တို့ scholarship နဲ့ပတ်သက်တဲ့အစီအစဉ်လေးတွေလည်းပေးရပါတယ်ကျွန်တော်တို့GED program မှာမကဘဲနဲ့ GED ပြီးပို့ပြီးတော့တက်လို့ကောင်းကောင်းလေးသွားချင်တဲ့ကလေးတွေအတွက်ပေါ့ SAO program မျိုးကိုလည်းကျွန်တော်တို့ဒီမှာစီစဉ်ပေးရပါတယ်အဲ့တော့အဲ့ဒီအတွက်လည်း scholarship တွေလည်းအများကြီးရှိရမို့လာရောက်ကြဖို့ဖိတ်ခေါ်လာပါတယ်ခင်ဗျာ